သူကအရင်ကတော့ဇီဝနီးပညာဌာနရဲ့ဥက္ကဋ္ဌပေါ့ဒါပေမဲ့သူ့ဇနီးဆုံးသွားပြီးကလေးကဇမ်ဘီတွေနဲ့လူသားတွေကိုတုံးပြီးယူးကြောင်ကြောင်စန့်တက်မှုတွေလုပ်ဖို့ကစိတ်ဝင်စားတော့လားနောက်ဆုံးတော့အကယ်ဒမီကနေအထုတ်ခံရပြီးသူ့ကိုတပ်ဖို့တော့အမိန့်ထုတ်ခံထားရတယ်လေတပ်ပုံတွေကအမျိုးသားငယောင်ရဲ့ပုံစံကအရင်ထိရက်မှာပြည်ထနာရှာခဲ့တဲ့လျှို့ဝှက်စမ်းကြံလူသားတွေနဲ့တော်တော်လေးဆင်နေပါတယ်အဲ့ဒီအချိန်မှာပဲကောင်မလေးတယောက်ရောက်လာပြီးမင်းတို့ကចောင်းသားတွေလားလူမေးလိုက်ပါတယ်ဇမ်ဘီလည်းတီးချင်စိတ်နဲ့လမ်းကျင်လိုက်မိတာပေါ့ဒီကောင်မလေးက Professor Jamie မွေးစားထားတဲ့မိဘမဲ့ကလေးပဲအခုတော့သူကဌာနရဲ့ယာယီဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတာအဲ့ဒီနောက်ဇီဝနီးပညာဌာနဥက္ကဋ္ဌမလေးကသူတို့နဲ့ဘာဖစီးတယ်လို့လဲလို့မေးပါတယ်တောင်ကတော့သူမရဲ့ကတလင်ကန်တနက်ကြီးကိုဟော့ထားလို့ရမယ်ဘောင်းမီမျိုးလိုမျိုးလက်နက်တွေကိုအလွယ်တကူတည်သွားလို့ရမယ်ပစ္စည်းမျိုးလိုချင်တာပါဒါကိုကြားတော့ကောင်မလေးကဘာခံစားချက်မှမရှိပဲဇမ်ဘီဘတ်ကိုလမ်းကြည့်လိုက်ပါတယ်ဇမ်ဘီတဲ့အခဏလောက်စဉ်းစားလိုက်ပါတယ်သူမလက်နက်တွေမလို့အပ်ပဲတိုက်ကွဲတိုင်းပြီးရင်သူကအဝတ်အစားမပါပဲဗလာချင်းဖြစ်နေတတ်တာမို့လို့ဘယ်တော့မှပျက်စီးမသွားမဲ့အဝတ်အစားမျိုးရှိရင်ကောင်းမယ်လို့တွေးလိုက်တာပေါ့ဒီတောင်းဆိုချက်နှစ်ခုကိုကြားလိုက်ရတော့ဇီဝနီးပညာဌာနဥက္ကဋ္ဌလည်းစွန့်အားသွားပါတော့တယ်တစ်ဖက်မှာလည်းဓာတိုင်းဌာနမှာတော့အစောပိုင်းမှာတိုက်ပွဲဖြစ်ခဲ့တဲ့မာရှယ်ဟန်ဒူးထောက်ပြီးအဆူခံနေရပါတယ်သူ့ရှေ့မှာရှိနေတာကတော့အနက်ရောင်ရှေအိတ်ရှေတွေဝတ်ထားတဲ့ခြေတန်းရှေစပင်းပြအိုက်ကောင်မလေးတယောက်ပါကျွန်တော်ကိုအနိုင်ယူထားတဲ့သူကအရန်တန်မာတာဗျကျွန်တော်သူ့စီပြေးဝင်သွားလိုက်တာပဲတည်တယ်နောက်တစ်ဆက်ကမှအမောင်ကျသွားပြီးဓာတ်တိုင်မှာအချိခံလိုက်ရတာပဲဒါကိုကြားတော့ကောင်မလေးကစိတ်ဝင်စားသွားပြီးလက်သေးကစအုပ်ကိုချလိုက်ကဖြည်းဖြည်းချင်းအနားတိုးလာပါတယ်ပြောစမ်းမအောင်အဲ့ဒီလူရဲ့နာမည်ကဘယ်သူတဲ့လဲအဲ့ဒီနေ့မှာပဲဆရာကထောင်ချောက်တွေကိုဘလို့ခွဲကြမလဲနောက်ဇမ်ဘီတွေကိုဘလို့ဖမ်းမလဲဆိုတာသင်ပေးနေတော့ဇမ်ဘီကတော့အောက်မှာအသေးသန်းလိုင်မှတ်နေတာပေါ့ဒါကိုမြင်တော့ထောင်ကအနားတိုးလာပြီးနင်ဘာလုပ်နေတာလဲလို့မေးတာပေါ့ဇမ်ဘီကတော့ခေါင်းတော့မခေါ်ပဲဒီအချက်လက်တွေကိုအင်္ဂလူတွေကိုပြန်ပြောပြရမှာမို့လို့ပြန်ဖြေလိုက်ပါတယ်ဒါကိုကြားတော့ထောင်တဲဘာကိုဆိုလို့မှမသိပဲကြောင်သွားတာပေါ့အဲ့ဒီအချိန်မှာပဲကြောင်သားတဲ့အားလုံးကိုအားကစားခမ်းမှာတဲ့စူဝေးဖို့လော့စပီကာကနေချိန်ကားလိုက်ပါတယ်ဇမ်ဘီနဲ့ဒေါင်တို့လည်းနားမလဲပဲစုရက်ကိုအမြန်သွားလိုက်ကြတာပေါ့သူတို့နှစ်ယောက်ရေခဲမုံစားနေရင်ဘာဖြစ်တာလဲလို့စဉ်းစားနေတော့မှပဲဘာယိုလည်းရောက်လာပြီးဒါကအရန်အရေးကြီးတဲ့အစည်းအဝေးပဲအငြိမ်နေကြဆန်လို့တတိပေးပါတယ်အရက်ချီစပင်ပြတဲ့အလှလေးတယောက်ကတော့အဝေးကနေဇမ်ဘီကိုစိုက်ကြည့်နေပါတယ်သူမနာမည်ကကြမ်းလန်းကြည့်တဲ့ဓာတိုင်းဌာနရဲ့ဥက္ကဋ္ဌပေါ့သူမနဲ့ဘာယိုလက်ကလို့အမြဲတမ်းပြိုင်ဘက်တွေဖြစ်ကြကြောင်းဘာယိုလက်အညွန်ထားတဲ့ဇမ်ဘီကဘလောက်တောင်တန်မာလို့လဲဆိုတာလာကြည့်တာပါဇမ်ဘီရဲ့ပေါ့ပေါ့ပါနေတောင်ကိုမြင်တော့ကြမ်းလန်းကြီးကသူမရဲ့လက်နောက်ငယ်စင်းတယောက်ကိုခဏနေစမ်းသပ်ကြည့်ဖို့ခိုင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအားကစားခန်းမှာတကားဝတ်လွှာလွှတ်ဝတ်စမ်းကျဲတဲ့လူရိပ်အချို့ပေါ်လာပါတယ်အဲ့ဒါကတော့စက်မြုပ်တရုတ်ဌာနရဲ့ဥက္ကဋ္ဌ chief ပဲဖြစ်ပါတယ် chief ဝင်လာတာကိုမြင်တော့အားလုံးကအယိုသေးပေးပြီးဥညုတ်လိုက်ပါတယ်ဇမ်ဘီတို့ဘာမှမသိပဲကြောင်ကြည့်နေတာကြောင့်ဒေါင်ကဇမ်ဘီကိုခေါင်းကိုအတင်းနှိပ်ပြီးဥညုတ်ခိုင်းလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲ chief ကဇမ်ဘီဘောက်ကိုလမ်းကြည့်လိုက်ပြီးဘေးနားမှာရှိနေတဲ့ကြမ်းလန်းကြီးကို chief ကလမ်းကြည့်ပြီးပြဿနာမရှာဖို့တတိပေးလိုက်ပါတယ်ဒါကိုကြားတော့ကြမ်းလန်းကြီးလည်းမတက်နာပဲအခုချက်ချင်းပြန်သွားမယ်ဆိုတဲ့သဘောနဲ့လက်ပြလိုက်ရတာပေါ့ကျမတို့ဇမ်ဘီကိုဒီအတိုင်းပဲလွတ်ပစ်လိုက်ကောမလားကြမ်းလန်းကြီးရဲ့မျက်လုံးတွေဝင်းလက်သွားပြီးပြုံးလိုက်ပါတယ်ဇမ်ဘီထက်ဆိုင်ရဲ့ chief ရဲ့ကိစ္စတွေကပိုအရေးကြီးတယ်ဘာလို့လဲဆိုတော့ကျမကတန်မာတဲ့သူကိုပဲလေးစားတာကိုအဲ့ဒီနောက် chief က Violet စီလမ်းလျှောက်သွားပြီးသူမရဲ့စ조사မှုကိုအတိအမှပြုအနေနဲ့ပခုံးကိုပေါက်ပေးလိုက်ပါတယ်ဒီ chief ဆိုတာဘာတူလဲဇမ်ဘီကမေးလိုက်တော့ဒေါင်ကဇမ်ဘီကိုသဝန်ကျွတ်နေတယ်လို့ထင်ပြီး chief ရဲ့နောက်ခံအကြောင်းကိုရှင်းပြပါတော့တယ်တကယ်တမ်းသူဟာ Professor Jamie ရဲ့အကောင်းဆုံးလက်ထက်တစ်ခုဖြစ်တဲ့စင်ဝေးပြောင်းလဲသွားတဲ့လူသားတယောက်ပါစမ်းသက်ဖန်တောင်းမြန်နေချီတံမှာသူတယောက်တည်းအသက်ရှင်ကျန်ခဲ့တာပေါ့ Professor Jamie အထုတ်ခံရပြီးနောက်မှာသူကစက်မြုပ်တရုတ်ဌာနကိုတည်ထောင်ခဲ့ပါတယ်သူ့အုပ်ချုပ်မှုအောက်မှာရှိတဲ့မြို့မှာဆိုရင်10နှစ်အတွင်းဇမ်ဘီတကောင်းမှမပေါ်ဘူးလို့သူနဲ့တွေ့တဲ့ဇမ်ဘီတိုင်းကပြားအထိပြောင်းသွားကြရတာပေါ့ဒါကိုကြားတော့ဇမ်ဘီတယောက်ကြောင်းကျန်းသွားပါတယ်အဲ့ဒီအချိန်မှာပဲ chief ကအစည်းအဝေးကိုစတင်လိုက်ပါတယ်သူတို့ဖမ်းမိထားတဲ့တယိုးကအခုထိဘာမှအဝယ်မခံပါဘူးအဲ့ဒီတယိုးကနျူကလ িয়ার ဘုံခလုတ်ကိုခိုးနှိပ်ခဲ့တာဆိုတာကိုသိလိုက်ရတော့ဇမ်ဘီတယောက်ဒေါသထွက်သွားပါတယ်ဒါဆိုငါ့ကိုနျူကလ িয়ার ဘုံနဲ့ထုတာဒီကောင်ပေါ့လေသက်စာ Professor Jamie ရဲ့အကြောင်းတွေကိုနားထောင်ရင်းနဲ့ဇမ်ဘီကတွေးနေတာကတော့ဒါဆိုဇမ်ဘီတို့ရဲ့အန်ဒီရဲကပြီးသွားတာကြာပြီးအခုထိနေတဲ့ပြဿနာတွေအားလုံးလူအချင်းချင်းပြန်တိုက်နေတာပေါ့ဆိုတာပါဒါကိုဒေါင်ကလည်းချက်ချင်းပဲဟုတ်တယ်လို့အတည်ပြုပေးပါတယ်ဒီသယိုးစီကနေ Professor Jamie ပုံနေတဲ့နေရာကိုသိအောင်လုပ်နိုင်တဲ့သူကိုငါဒုဥက္ကဋ္ဌယာဒူးပေးမယ်ဒါကိုကြားတော့အားကစားခမ်းပါတဲ့ចောင်းသားတစ်တွေကစိတ်လှုပ်ရှားစွာနဲ့ဝိုင်းအော်ကြပြီးအသီးသီးလက်ညှိုးထောင်ပြီးစမ်းပါချင်းကြပါတယ်ဒါပေမဲ့နှစ်နာလီကြာတော့အဲ့ဒီသယိုးကဘာမှမတုံ့ပြန်ပါဘူးနှိပ်စက်တာအချမ်းခမ်းမကိုချင်းထောက်တာဘယ်လိုပဲဒုက္ခပေးပေးသူကလုံးဝနှုတ်ဆက်နေပါတယ်နောက်ဆုံးတော့မြင်ကွင်းကတော်တော်လေးထူဆန်းသွားပါတော့တယ်
တချို့ကဘုံတွေမောင်းတွေနဲ့လာတီးကြတယ်လို့တချို့ဆိုတရားစာပါလာဖတ်ပြောနေကြတာပါဒါကိုကြည့်တော့ Violet လည်းခေါင်းကိုက်သွားပါတယ်သူစကားပြောလာအောင်လုပ်နိုင်တဲ့နီလန်းရှိလာလို့မေးလိုက်တော့ဒေါင်းကဇမ်ဘီကိုချက်ချင်းလက်ညှိုးထိုးလိုက်ပါတယ်မထင်မှတ်ပဲဇမ်ဘီကလည်းရှေ့ကိုတက်လာပြီးတယိုးကိုစကားပြောလာအောင်လုပ်ပါမယ်လို့ပြောလိုက်ပါတယ်ဒီလုံရက်ကဘေးနားကဒေါင်းကိုအန်အောက်ထွားစေတာပေါ့သူကအမြဲတမ်းပုံရှိုးကွယ်ကွယ်နေတတ်တာမဟုတ်ဘူးလားဒီနေ့မှဘာလို့ဒီလောက်တက်ကြွနေရတာလဲတကယ်တမ်းဇမ်ဘီဟာသူ့ရဲ့လက်နောက်ငယ်စင်းတို့ဘာလို့စိတ်မထိန်နိုင်ဘူးတော့ဖြစ်ခဲ့ကြတာလဲဆိုတဲ့အဖြေကိုဒီတယိုးစီကနေသိချင်နေတာပါမကြခင်မှာပဲဇမ်ဘီဟာတယိုးရှိတဲ့အခန်းထဲကိုရောက်သွားပါတယ်တယိုးကဇမ်ဘီကိုဘာမှမကြောက်တဲ့မျက်လုံးတွေနဲ့ကြည့်ပြီးလာစမ်းပါမင်းတို့ရှိမှရှိသမျှနှိမ့်ဆက်နေတဲ့အကုန်တုံးလိုက်စမ်းလို့ပြောပါတယ်ဒါပေမဲ့ခဏကြည့်နေတော့ဇမ်ဘီကဘာမှမလုပ်ပဲတိတ်တိတ်လေးရပ်နေပါတယ်မင်းတို့เจ้าမှလူမရှိတော့ဘူးလားငါ့ကိုကင်တွယ်ဘူးဒီလိုလူစားမျိုးကိုလွတ်လိုက်ရတယ်လို့ဆိုပြီးစကားမဆုံးခင်မှာပဲဇမ်ဘီကတယိုးရဲ့လက်အောက်ကိုဓာတ်နဲ့အသားလေးခွဲလိုက်ပါတယ်သူ့လက်ကွယ်ဝတ်မှာရှိနေတဲ့ဒဏ်ရာအသေးလေးကိုကြည့်ပြီးတယိုးကလောင်ပြုံးလိုက်ပါတယ်ဒါပဲလားငါကအချမ်းခံမတော့မကြောက်တဲ့သူကွာမင်းကငါ့ကိုရားချင်းလာလုပ်နေတာလားဇမ်ဘီကတော့စိတ်မဆိုးပါဘူးဇမ်ဘီကဒီညံတဲ့လီယူလေးနဲ့မတ်တရဆန်းလို့ပြောလိုက်ပါတယ်သူပြောလိုက်ကနေတပြိုင်နက်ဟိုတယူဟာဘာစကားမှမဟုတ်ပဲအမိတ်နာခန့်နဲ့ခွေးတကောင်လိုရုတ်တရက်မတ်တရလာပါတယ်ဒါတွေကိုကြည့်နေကြတဲ့ဘီလူတွေအားလုံးဒါဘလို့ချစ်နိုင်မှလဲဆိုပြီးအန်အိုးတုံလုံးကုန်ကြတာပေါ့တကယ်တော့ဇမ်ဘီကတယူရဲ့ဒဏ်ရာတွေကိုဇမ်ဘီဗိုင်းရပ်စ်တစ်မျိုးထည့်သွင်းပေးလိုက်တာပါအဲ့ဒီဗိုင်းရပ်စ်ကခဏအတွင်းမှာပဲတကိုယ်လုံးကိုပြန့်နှံ့သွားပြီးတယူရဲ့အုံနောင်ကိုပါအပီးပိုင်ထိန်းချုပ်နိုင်ပါတယ်အခုဆိုရင်အဲ့ဒီတယူဟာဇမ်ဘီရဲ့ခိုင်းဖတ်တစ်ခုလိုချစ်သွားပြီးသူ့ရဲ့နာမည်ကမကပဲမေးသမျှမေးခွန်းတွေကိုပါအကုန်အစင်ဖြေပါတော့တယ်ဒီမင်းဝင်းကိုကြည့်ပြီးဒေါင်နဲ့ Violet တို့ဟာလုံးဝကိုစွန့်အားသွားကြပါတယ်ဇမ်ဘီမှာတခြားသူရဲ့စိတ်ကိုထိန်းချုပ်နိုင်တဲ့စွမ်းအားရှိလိမ့်မယ်လို့သူတို့လုံးဝမထင်ထားခဲ့ဘူးလေအချင်းကအေးဆေးဆေးရှိနေတဲ့ဇမ်ဘီတွေကဘာလို့ရုတ်တရက်ကြီးစိတ်ယူပေါက်ပြီးတောင်းချမ်းကုန်ကြတာလဲတယူကပြန်ရှင်းပြတာကတော့ Professor Jamie ဟာမျိုးပေါ်ကိုဆေးတစ်မျိုးဖြန်းခဲ့တာဖြစ်ပြီးအဲ့ဒီဆေးနဲ့ထိတွေ့မိတဲ့ဇမ်ဘီတိုင်းဟာယူတွတ်ဖားကြတာပါတယ် Professor Jamie ကအချက်လက်တွေစူးစောင်းဖို့အတွက်အဲ့ဒီဇမ်ဘီတွေကိုဘီယွန်ဒါအကယ်ဒမီနဲ့တိုက်ခိုက်ခိုင်းခဲ့တာပဲဖြစ်ပါတယ်ဘာဖြစ်လို့ဒီလိုမျိုးယုံမားတဲ့ကိစ္စတွေကိုလုပ်ရတာလဲတယူကတော့သူမှအကြောင်းပြချက်မရှိဘူးလို့ဖြေပါတယ်သူတိတာကတော့ Professor Jamie ဟာပူပြီးကြီးကျယ်တဲ့အရာတစ်ခုကိုဖန်တီးဖို့အတွက်အချက်အလက်တွေစူးစောင်းနေတာပဲဆိုတာပါပဲနောက်ဆုံးမှာတော့သူဟာ Professor Jamie ပုံနေတဲ့နေရာက H မြို့ရဲ့မြေအောက်မီတာ900မှာရှိတယ်ဆိုတာကိုဖွင့်ပြောလိုက်ပါတော့တယ်ဇမ်ဘီကချက်ချင်းပဲကြောခိုင်းလွဲထွက်ရင်းနဲ့ဇမ်ဘီဘာသာစကားနဲ့ငါမင်းရဲ့အုံနောင်ထဲမှာ virus ထည့်ထားတယ်မင်းကိုမင်းအဆုံးစီးရန်ချင်းတယ်ဆိုရင်အဲ့ဒီ virus ကိုအသက်သွင်းလိုက်လို့ရပြီလို့ပြောလိုက်ပါတယ်ဇမ်ဘီပြောလိုက်တာနဲ့တပြိုင်နက်အဲ့ဒီတယူဟာအတီးမစင်းနဲ့ခေါင်းညုံပြပြီးတေဆုံးသွားပါတော့တယ်သူစစ်ဆေးတဲ့အခန်းထဲကထွက်လာတဲ့အခါမှာတော့အားလုံးကသူ့ကိုကြောက်လန့်တကားကြည်နေပြီး Violet တောင်မှချွေးစီးတွေပြန်နေပါတယ်ဒါပေမဲ့ဓာတ်သိမ်းဌာနရဲ့ဥက္ကဋ္ဌကျန်းလန့်ချီကတော့သူ့ကိုစိတ်ဝင်စားနေတာပါအဲ့ဒီချိန်မှာစင်ဘော်က chief ကလက်ခုပ်တီးပြီးကောင်းတယ်လူငယ်တွေကတကယ်ကိုငါတို့ကိုကြော်ပတ်နိုင်ပြီပဲလို့ချီးကျူးလိုက်တာလေအဲ့ဒီနောက်မှာတော့ chief ကဇမ်ဘီကိုသူ့ဥက္ကဋ္ဌအဖြစ်မတန်းတင်ဖို့နောက်ကိုလိုက်ခဲ့ဖို့ပြောပါတယ်ဒါကိုကြားတော့ကျန်းလန့်ချီတယောက်တန်ရဝင်သွားပါတယ်ဘယ်တော့ကသူ့ဥက္ကဋ္ဌရတို့ကမတန်းတင်ဖို့လိုသွားတာလဲဇမ်ဘီတယောက်အားကစားကန်ရဲ့အနောက်တကားဘက်ကို chief နောက်ကနေဖြည်းဖြည်းချင်းလိုက်သွားတာကိုမြင်တော့ကျန်းလန့်ချီနဲ့သူ့လက်အောက်ငယ်ထားကသူတို့နောက်ကိုတိတ်တိတ်လေးလိုက်သွားတော့တယ်တစ်ဖက်မှာတော့ပျက်စီးနေတဲ့မြို့ကြီးရဲ့မြေအောက်မီတာ900မှာရှိတဲ့နေရာတစ်ခုမှာတော့သတင်းအချက်လက်တွေရပြီကျွန်တော်တို့ရဲ့တယူကဝန်ခံသွားပြီဒါကိုကြားပေမဲ့ Professor Jamie ကတော့လုံးဝကိုမတုံ့လို့ပါဘူးဒါဆိုလဲသူတို့ကိုလာခိုင်းလိုက်ပေါ်လို့အငြိမ်ပြလိုက်တယ်စပင်စိမ်းနဲ့လက်အောက်ငယ်ကတော့လန့်သွားပါတယ်အဲ့ဒီလူတွေကကင်တွယ်ရတာခက်လိမ့်မယ်နော်ဒါပေမဲ့ Professor Jamie ကတော့တီတီငင်ငင်ပဲစမ်းသပ်ပစ္စည်းတွေစီကိုလမ်းလျှောက်သွားရင်းနဲ့သူတို့လာတာပိုကောင်းတာပေါ့စမ်းသပ်မှုကလည်းပြီးခါနီးပဲသမီးဝိုင်မဲ့အခိုက်ခဏဖြစ်တဲ့တက်ရှိပုံစံတဲ့မွေးဖွားလာတာကိုသူတို့ကိုတက်တဲ့ဖြစ်ကြည့်ခိုင်းလိုက်တာပေါ့လို့ဆိုလိုက်တယ်ညီကွင်းကအကယ်ဒမီစီကိုပြန်ရောက်တဲ့အခါမှာတော့ chief ကဇမ်ဘီကိုစွန့်ပစ်ထားတဲ့စက်မှုဆောင်တစ်ခုစီကိုခေါ်သွားပါတယ်အခုချိန်မှာတော့ဇမ်ဘီတယောက်နားမလည်နိုင်ဖြစ်နေပါပြီခမရကကျွန်တော်ကိုမှတ်တမ်းတင်ဖို့ခေါ်သွားတာမဟုတ်ဘူးလားဘာလို့ဒီနေရာကပိုပြီးခြောက်ကပ်သွားတာလဲမင်းကဘဲတုံးကစပြီးလူသားစကားတွေကိုပြောတတ်သွားတာလေဇမ်ဘီတယောက်အာငေါသွားပြီမယ်သူပြန်မဖြေနိုင်ခင်မှာပဲ chief ကရုတ်တရက်လွဲလိုက်ပြီးသူ့ရဲ့လက်မအမြောက်နဲ့ဇမ်ဘီကိုပစ်လိုက်ပါတော့လေဘုံဆိုတဲ့အတန်းကြီးနဲ့ဇမ်ဘီရဲ့ခေါင်းဟာစွမ်းအင်တန်းကြီးကိုဝါမျိုးသွားခဲ့ပါတယ်လိုက်ပါလာတဲ့ကျန်းလန့်ချီတဲ့တုံးလုသွားရလောက်အောင် chief ရဲ့တက်ခီယုံအမြောက်ကတကယ်ကိုကြောက်စရာကောင်းပါတယ်ခေါင်းတကိုယ်လုံးငွေပြန်းသွားတဲ့ဇမ်ဘီကိုကြည့်ပြီး chief ကမင်းဒီကြောင်းထဲကိုဘလို့နီးနဲ့ခိုးဝင်လာတယ်လဲတော့ငါမသိဘူးဒါပေမဲ့ဇမ်ဘီတွေရဲ့အားနဲ့ချက်ကသူတို့ရဲ့ခေါင်းပဲမင်းအားစီလာတွေ့တာဟာမင်းတို့တော့ကံအဆိုးဆုံးပဲလို့ဆိုကအနိုင်ရပြီအမှန်နဲ့ဝင့်ကြွားနေပါတယ်ဒါပေမဲ့ तू ထင်ထားသလိုဖြစ်မလာခဲ့ဘူးငြိမ်သက်နေတဲ့ဇမ်ဘီဟာဝစ်ခနဲ့လှူရှားလိုက်ပြီးချစ်ရဲ့လက်နှံကိုအမိယာဖမ်းလျှော်လိုက်ပါတယ်ဘုံဆိုတဲ့အတန်းကြီးနဲ့
Chief ဟာနိုင်ရန်ကိုအရှိန်နဲ့စောင့်မိသွားပါတော့တယ်အဲ့ဒီချိန်မှာပဲကောင်းငင်ရန်ကနေစရုပ်တွေအများကြီးဆင်းလာပြီးဇမ်ဘီကိုဝိုင်းပြီးတိုက်ခိုက်ပါတော့တယ်ဇမ်ဘီကလည်းလက်တွဲမနေပဲအဲ့ဒီစရုပ်တွေကိုပြန်ပြီးခြေမူးနေသလို Chief ကလည်းအခွင့်အရေးကိုအသုံးချပြီးအကွာအဝေးတစ်ခုစီကိုစုပ်ခွာသွားပါတယ်ဒါပေမဲ့ရှေ့မှာနင်းလိုက်ရတဲ့မြင်းကွင်းကိုကြည့်ပြီး Chief တယောက်စွန့်အားသွားပါတယ်အဲ့ဒါကတော့ခေါင်းမရှိတော့တဲ့ဇမ်ဘီဟာလက်ပလားနဲ့တင်စရုပ်တွေကိုအပိုင်းအပိုင်းအပြည့်အပြည့်ထည့်အောင်ခြေမူးနေတာပဲဖြစ်ပါတယ်စရုပ်တွေအားလုံးကိုရှင်းပစ်လိုက်တဲ့နောက်မှာတော့ Chief ကဒါဘာတော်မျိုးလဲလို့ရေရွတ်မိပါတယ်ခေါင်းမရှိတဲ့ဘယ်နဲ့တောင်ဒီလောက်ထိတန်မာနေရတာလားချောင်းကြည့်နေတဲ့ကျန်းလန့်ချီးနဲ့သူ့တစ်ဖက်ကလည်းလုံးဝကိုကြောင်တောင်သွားကြတာပေါ့အဲ့ဒီနောက်ဇမ်ဘီဟာအဟုန်နဲ့ပြေးဝက်လာပြီး Chief ရဲ့အနားကိုချက်ချင်းရောက်သွားပါတယ်မထင်မှတ်လောက်အောင် Chief ကလည်းလင်းပြန်လာပါတယ်ဇမ်ဘီရဲ့တိုက်ခွက်တွေကိုရှောင်းတီးမြင်းနဲ့ပြန်လဲတိုက်စစ်ဆင်းมาတော့တယ်သူပြစ်လိုက်တဲ့အမှုအမြောက်ကိုဇမ်ဘီကငုံပြီးရှောင်းလိုက်နိုင်ပါတယ် Chief တယောက်အံ့ဩတုံးလုံနေပါပြီဒီကောင်ကခေါင်းမရှိတဲ့ဘဲနဲ့တောင်ဘယိုလို့ဒီလောက်ထိလင်းပြန်နေရတာလေဒါပေမဲ့သူစဉ်းစားဖို့အချိန်မရလိုက်ဘူးဇမ်ဘီရဲ့လက်တီးကြီးကသူ့စီကိုတိတ်တဲ့မှမှဖြေးဝင်လာလို့ပါပဲအရေးကြီးတဲ့အချိန်မှာ Chief ကနောက်ကိုမိသားဒဇင်ပေါင်းစရာများစွာအထိအញ្ញံဆုတ်ခွာသွားပြီးအကွာအဝေးတစ်ခုယူလိုက်ပါတယ်ဂျန်လန်ချီလက်တစ်ဘက်က Chief အတာစူးရင်နေပေမဲ့ဂျန်လန်ချီကတော့ Chief ကအခုမှအစွမ်းကုန်စပြီးတိုက်ခိုက်တော့မယ်ဆိုတာကိုသိနေတယ်အဲ့ဒီချိန်မှာပဲဇမ်ဘီစီမှာထူးချမ်းတဲ့အပြောင်းလဲတစ်ခုဖြစ်လာပါတယ်အစောပိုင်းကအငွေးပြန်သွားတဲ့သူ့ရဲ့ခေါင်းဟာမယုံနိုင်ဘလောက်အောင်ပြန်ပေါက်လာတာပါဒါကိုမြင်လိုက်တဲ့ဂျန်လန်ချီနဲ့သူ့တပည့်နှစ်ယောက်ကတော့ဒါဘာတော်လဲဟာဆိုပြီးလုံးဝကိုကြောင်တောင်ချစ်သွားကြပါတယ်ကျွန်တော်တို့စကားပြောကြရအောင်ကျွန်တော်ခင်ဗျားကိုတကယ်မနာချင်းစေချင်ဘူးဘနင်းကဖေးခဲ့တဲ့လေဘင်းကဒန်ယာလီကိုစမ်းကြည့်နေရင်းနဲ့ Chief ကသူ့ရဲ့အဝတ်အစားတွေကိုဖြည်းဖြည်းချင်းချွတ်ပစ်လိုက်ပါတယ်အော်မင်းကကျွန်တော်ရဲ့စိတ်ကိုပါထိန်းချုပ်ချင်တာလားမင်းတို့တော့အိမ်မဖေးဖြစ်လိမ့်မယ်ရုတ်တရက်စီရိုတယောက်ကလေထဲကနေပြန်လာပြီး Chief ရဲ့ကိုယ်ပေါ်မှာအပိုင်းအပိုင်းကတ်သွားမှာတော့တယ်အဖြူရောင်မျိုးခိုးတွေလွင့်ဆင်းသွားတဲ့အခါမှာတော့ Chief တယောက်စရုပ်လက်နဲ့အင်ဂျီတွေနဲ့ဖုံးလွှမ်းသွားတာကိုတွေ့လိုက်ရပါတယ်ငါကစရုပ်တက်ရှိပုံစံတယောက်ပဲငါကဇမ်ဘီတွေနဲ့ဘယ်တော့မှမစကားပြောဘူးဒီပုံစံကိုမင်းကပထမဆုံးမြင်ခွင့်ရတာဖြစ်တယ်မင်းတို့ဂုံယူစရာပေါ့လေအဲ့ဒီနောက်မှာတော့ Chief ကမယုံနိုင်ဘလောက်အချိန်နဲ့ဇမ်ဘီစီကိုဖြီးဝင်လာပြီးနေစင်းကိုအားပြင်းနဲ့ကန်ချက်ကချက်ပေးလိုက်ပါတယ်ဒီတင်မကသေးဘူးဇမ်ဘီတယောက်မြေပြင်ကိုမချခင်မှာပဲ Chief ကသူ့အောက်ကိုချက်ချင်းရောက်သွားပြီးရင်ဘက်ကိုလက်သွေးနဲ့အင်အိုက်တိုက်ထိုးလိုက်ပါတော့တယ်အဲ့ဒီပြင်းထန်တဲ့အားကြောင့်ဇမ်ဘီတယောက်လေလေးကိုပေပေါင်းဟန်ရများစွာလွင့်ထွက်သွားပါတယ်ချောင်းကြီးနီလူနှစ်ယောက်ကတော့လုံးဝကိုစွန့်အားသွားပါတယ်ဒါ Chief ရဲ့အစစ်အစစ်စွမ်းဖောက်ဖို့လီဇမ်ဘီစီကိုအမြန်ပြန်တက်သွားပြီး ကဲအခုအပိုင်းကတော့ဒီမှာတင်ဇက်ရှင်တက်ရင်ပြီးဆုံးသွားခဲ့ပါပြီအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်အပိုင်းအသစ်တွေကိုလည်းမလွတ်တမ်းကြည့်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးကြဖို့တောင်းဆိုချင်ပါတယ်နောက်အပိုင်းမှာပြန်ဆုံကြမယ်ဗျာありがとうございました。バイバイ。